ဒီမှာရှိတဲ့သူတွေကတကယ့်ကိုငြိမ်သက်ခြင်းအပြည့်နဲ့ဘုရားသခင်ရဲ့အထူးရွေးချယ်ထားသောသူတွေဖြစ်တယ်။ဒါကြောင့်ဘုရားခင်မရွေးချယ်ထားရင်ကျွန်တော်တို့ရဲ့အသက်တာဟာဒီနေရာမှာရှိမနေနိုင်ဘူး။ကျွန်တော်လည်းဒီနေရာမှာရှိမနေနိုင်ပါဘူး။အဲ့အတွက်ဘုရားကိုအရန်ကျေးဇူးတင်တယ်။ကျွန်တော်ကိုဒီလိုနေရာမှာနောက်တစ်ချိန်ထပ်ပြီးတော့မှရက်ခွင့်ရတယ်။အခွင့်ပေးတယ်။ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဆရာဒေးဗစ်ကိုအရန်ကျေးဇူးတင်တယ်။နှစ်ပေါင်း30ကျော်ဆရာလုပ်ခဲ့တဲ့ပလင်ပေါ်မှာကျွန်တော်မထိုက်မတန်ဘဲနဲ့တက်ပြီးတော့မှတရားဟောခွင့်ရတယ်။ဒါကလည်းဘုရားရဲ့ကျေးဇူးတော်တက်ကြောင်ဖြစ်တယ်။ကျွန်တော်ရဲ့ဝိညာဉ်ခေါင်းဆောင်တွေကိုအရောက်စီအောင်လည်းကျေးဇူးတင်တယ်။ကျွန်တော်ကိုဒီမှာရှိတဲ့မိသားစုဝင်တွေအရောက်စီအောင်လည်းကျွန်တော်ကျေးဇူးတင်တယ်။ကျွန်တော်ဒီမှာရှိတဲ့သူတွေဒိုင်းစီကကျွန်တော်တင်ယူခဲ့ရတာဖြစ်တယ်။တင်ယူနေရတာလည်းဖြစ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ခရစ်တော်ရဲ့အကြောင်းကိုသိပြီးတော့မှရောက်ရှိလာခဲ့တယ်။ဒါပေမဲ့ဒီမှာရှိတဲ့သူတွေရဲ့ဘုရားရဲ့မေတ္တာနဲ့ဆွဲခေါ်မှုနှွေးထွေးမှုတွေကကျွန်တော်ရဲ့အသက်တာကိုဒီနေရာကိုဘုရားရဲ့မေတ္တာနဲ့ခိုင်ခန့်ပြီးတော့မှကျွန်တော်ရဲ့အသက်တာအသက်ရှင်နိုင်တာဖြစ်တယ်။အဲ့ဒါအားလုံးကဒီကမိသားစုတွေအကြောင်းဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာလည်းဘုရားကကျွန်တော်တို့ကိုကျွန်တော်အားဖြင့်ကျွန်တော်ကိုအသုံးခံပြီးတော့မှဘုရားပြင်ဆင်ပေးထားတဲ့နှုတ်ကပတ်တော်ရှိတယ်။အဲ့ဒါကိုအတူတူကခံယူကြမယ်။ကျွန်တော်ဇွန်းမှာပါဝင်နေကြတဲ့မိသားစုအရောက်စီတိုင်းနဲ့ရှလုံးပါဒီနေ့မှာရှိတဲ့နေရာမှာဘုရားရဲ့မျက်မှောက်တော်ကသွန်းလောင်းမှာဖြစ်တယ်။ကျွန်တော်တို့ YouTube Facebook မှာပါဝင်နေကြတဲ့သူအရောက်စီတိုင်းလည်းပဲရှလုံးလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်။တင်းနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီကျွန်တော်တို့ရဲ့ကိုတိတ်ချစ်ပြီးတော့မှအသက်ပေးခဲ့တဲ့ခရစ်တော်ရှိရင်တော့ကျွန်တော်ရဲ့ဘဝဟာတကယ်ငြိမ်းချမ်းပါတယ်။အာမင်ကျွန်တော်ရဲ့ငြိမ်သက်ခြင်းငြိမ်းချမ်းခြင်းကျွန်တော်ရဲ့စုံလင်ပြည့်စုံခြင်းဟာခရစ်တော်ကြောင့်ပဲဖြစ်တယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုကျွန်တော်ခဏတော့လက်ကုပ်တီးပြီးတော့မှဂုဏ်ပြုပေးအောင်ကျွန်တော်ဘုန်းကိုပြန်ပေးအောင်ဟာလေလုယာအဲ့ဒီခရစ်တော်ရှိခြင်းကြောင့်သာကျွန်တော်တို့ယခုချိန်ဒီအသက်ရှင်နေတာခုနကဆိုကျွန်တော်နှလုံးခုန်အရမ်းမြန်လို့ကျွန်တော်အဲ့ဒီအရာကိုကျွန်တော်ဘာလို့ကျွန်တော်အရင်ငငယ်ကလေးကကျွန်တော်အဲ့ဒါခဏဖြစ်တဲ့အရာပေါ့နော်ကျွန်တော်ဘောလုံးအရန်ဆော့တော့ကောက်ရိုးပုံကနေပြုတ်ကျပြီးတော့မှရင်ပန်းနဲ့အဲ့ဒီဟိုဟာဗာလေခဲနဲ့ကျပြီးတော့မှကျွန်တော်ရဲ့နှလုံးကအဲ့ဒီအိမ်ရမြင်ရတယ်အဲ့လိုဒရိုအဲ့လိုမျိုးခုန်တာလေအဲ့ခုနကကျွန်တော်ပြန်ဖြစ်တယ်ဒါပေမဲ့ဖခင်ကအဲ့ဒါကျွန်တော်ဘာပြန်မြင်လဲဆိုတော့အဲ့ဒီတဲကကျွန်တော်ဖခင်မကွယ်ကန်ကျွန်တော်သိပြီအဲ့ဒီကလေးကကျွန်တော်ဆိုရင်2017လားမသိဘူးဟုတ်လား2000ဘယ်လောက်လဲမသိဘူးเนาะနာဂိဖြစ်တာเนาะအဲ့မှာဆိုလဲကျွန်တော်တို့အိမ်ကကျွန်တော်တို့အိမ်ကရွာကျွန်တော်တို့ရွာထဲမှာဆိုထန်းသားနဲ့စောက်ထားတာဒါပေမဲ့ရွာထဲမှာတိုက်အိမ်တွေပြင်အောင်အိမ်တွေအကူပြိုဝင်မဲ့ကျွန်တော်တို့အိမ်တိုက်အိမ်ပဲကျန်တာတရွာလုံးကကျွန်တော်တို့အိမ်မှာတက်နေရတာအဲ့ကတဲကကျွန်တော်ကိုဖခင်ကရွေးကောက်ထားတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့မှဆင်ခြင်မိတယ်ကျွန်တော်ယခုအချိန်ထိအသက်ရှင်ခွင့်ရနေတာကအဲ့ဒီဖခင်ကကျွန်တော်သူ့ကိုကိုးကွယ်နေတာမဟုတ်ဘူးအဲ့တော့တပါးသောဘုရားတွေကိုကျွန်တော်တို့ကိုးကွယ်နေတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကလေးကအဲ့ဒီဖခင်ကဒီလိုနေရာမျိုးကိုရောက်လာဖို့ရန်အတွက်နာမည်တော်ကတိမှတ်ပြီးတော့မှကျွန်တော်တို့အရောက်စီတိုင်းကိုခွဲခံထားတာဖြစ်တယ်အာမင်ဒါကြောင့်ဘုရားရဲ့ခင်ရဲ့အကြံစီမရှိဘဲနဲ့ကျွန်တော်တို့ဘာတစ်ခုမှဖြစ်နေတာမဟုတ်ဘူးဘုရားရဲ့အကြံစီထဲမှာပဲကျွန်တော်တို့အသက်ရှင်နေရတာဖြစ်တယ်အာမင်ရောက်စီတိုင်းကျွန်တော်နှုတ်ကပတ်တော်လေးကိုအတူကကျွန်တော်တို့ဆင်ခြင်ရအောင်ကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်ခေါင်းစဉ်ပေးထားတာလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့မထင်ရှားသောအရာကိုမြင်သောဘုရားဆိုတဲ့အရာလေးနဲ့ကျွန်တော်ခေါင်းစဉ်လေးပေးထားတယ်ဘုရားကကျွန်တော်တို့လူတွေကထင်ရှားခြင်းနဲ့ကြော်ကြားခြင်းနဲ့လူတွေကိုမြင်စေခြင်းနဲ့ဒါပေမဲ့ဘုရားကတော့မထင်ရှားသောအရာကိုပဲမြင်သောဘုရားဖြစ်တယ်ဘုရားမြင်အောင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ဘုရားမြင်အောင်ကျွန်တော်တို့ဘုရားရှေ့မှာကိုးကွယ်ပြလို့မရအောင်ဘုရားမြင်အောင်ကျွန်တော်တို့လုံးလို့မရဒါပေမဲ့ဖခင်ကဘယ်အရာကိုမြင်လဲဆိုတော့မထင်ရှားသောအရာကိုမြင်တယ်ဖခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာဟာကျွန်တော်ဆိုဟိုမထင်ရှားတဲ့ဘယ်သူမှတော့ဒီမှာကျွန်တော်ရွာပြောပြဘယ်သူမှတော့မသိဘူး။အဲ့ဒီအရာအဲ့ဒီလိုမျိုးရွာကလေးရဲ့ဟိုလေကွင်းထဲမှာကြီးပြင်းခဲ့တဲ့ကျွန်တော်ကိုဖခင်မြင်တယ်။ဒီမှာရှိတဲ့သားသမီးအရောက်စီတိုင်းကိုလည်းဖခင်မြင်တယ်ဖခင်ကအဲ့ဒီမထင်မရှားလူတွေတောင်မှမမြင်နိုင်တဲ့မသိနိုင်တဲ့အရာကိုမြင်နိုင်တာကကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်တစ်ပါးပဲဖြစ်တယ်အာမင်ဒါကြောင့်ဒီနှုတ်ကပတ်တော်ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့အတူတူကဒီနေ့မှာဆင်ခြင်သွားကြမယ်မထင်ရှားသောအရာကိုမြင်သောဖခင်ဆိုတဲ့အရာလေးနဲ့ကျွန်တော်အတူတူကဆင်ခြင်ကြမယ်ကျွန်တော်တို့ရှင်မသက်ခရစ်ယာန်အခန်းကြီး6ရဲ့အငယ်3ကနေပြီးတော့မှ4ထိကျွန်တော်တို့အတူကစဖတ်ရအောင်ရှင်မသက်ခရစ်ယာန်အခန်းကြီး6ရဲ့အငယ်3ကနေ4မှာတင်းဒီအလူဒါနကိုပေးသောအခါပေးချောင်းကိုမထင်ရှားစေခြင်းကလက်ရလက်ပြုသည့်အမှုကိုလက်ဝဲလက်မျှမသိစေနှင့်ရှားသောအရာကိုမြင်တော်မူသောတင်ဤအဖသည်အချိုးကိုထင်ရှားစွာပေးတော်မူလက်တံအဲ့မှာလည်းဘုရားတစ်ခါပြောရနော်ပေးကမ်းခြင်းမှာလည်းပဲမထင်ရှားသောအရာကိုကျွန်တော်တို့ကမထင်ရှားခြင်းကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီ
ကျွန်တော်တို့လူတွေမြင်အောင်လုပ်နေတာလူတွေသဘောကျအောင်လုပ်နေတာလူတွေချင်းမှာထင်ပေါ်အောင်လုပ်နေတဲ့အရာကဘုရားရှိမှကျွန်တော်တို့ဘုရားမြင်စေတဲ့အရာမဟုတ်တာကအဲ့ဒီအရာကိုကျွန်တော်ဆင်ခြင်ပြီးတဲ့အခါမှာကျွန်တော်ရဲ့အသက်တာကိုဒါဘုရားကစကားပြောတာဖြစ်တယ်ကျွန်တော်အဲ့ဒီမထင်ရှားသောအရာကိုမြင်တဲ့သင်ရဲ့အဖကလည်းအကျိုးကိုထင်ရှားတော်ပေးမယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဘုရားစီကကျွန်တော်တို့အကျိုးကိုထင်ရှားတဲ့ကျွန်တော်မျက်မှောက်ထဲမှာမြင်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့လုပ်ရမှာပါဆိုမထင်ရှားသောအရာမထင်ရှားသောအရာကိုကျွန်တော်တို့လှုပ်ဆောင်ရဖို့ဘုရားပြောတာဖြစ်တယ်မထင်ရှားသောအရာဆိုတာဘာလဲဆိုတော့ကျွန်တော်ရဲ့နှလုံးသားကိုပဲပြောနေတာဖြစ်တယ်ကျွန်တော်ရဲ့နှလုံးသားကဘုရားနဲ့ချိတ်ဆက်နေတဲ့အရာကိုဘယ်သူမှမမြင်ဘူးဘယ်သူမှလည်းပြောပြကြမလို့ကျွန်တော်တို့ရဲ့မိသားစုတွေလည်းသိကြမလို့တိတငယ်ချင်းတွေလည်းသိကြမလို့ဘယ်သူမှသိကြမလို့ကျွန်တော်ရဲ့နှလုံးသားထဲမှာကျွန်တော်နဲ့ဘုရားနဲ့အချိတ်ဆက်ရှိနေတယ်ဆိုတာကိုကျွန်တော်နဲ့ဘုရားနှစ်ယောက်တည်းပဲသိတယ်အဲ့ဒါကဘာလဲဆိုတော့မထင်ရှားသောအရာကိုပြောတာဖြစ်တယ်အဲ့ဒီမထင်ရှားသောအရာကိုမြင်တော့သင်ရဲ့အဖသည်အကျိုးကိုထင်ရှားတာပေးမယ်โอเคနောက်ထပ်6ရဲ့အငယ်6ကိုကျွန်တော်ဆက်ပြီးတော့ဖတ်မယ်တင်ဒီစုတောင်းသောအခါစိတ်ညံရာအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရာ၌ရှိတော်မူသောတင်ရဲ့အဖကိုစုတောင်းသောမထင်ရှားသောအရာကိုမြင်တော်မူသောတင်ရဲ့အဖသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံဟာလေလုယာကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်လိုချင်နေတဲ့အရာတွေကျွန်တော်တို့တောင်းတနေတဲ့အရာတွေကိုလူတွေကိုပြောပြတာထက်သင်အခန်းတကားကိုပိတ်ပြီးတော့မှအဲ့ဒီစိတ်ညံရာအရက်မှာရှိတဲ့အဖာနဲ့သင်နဲ့နှစ်ယောက်တည်းချိတ်ဆက်ခြင်းဟာကျွန်တော်တို့တကယ့်ကိုဒီရောက်တဲ့ဖခင်ရဲ့ရှေ့မှာသင်ရဲ့တိတ်ဆိတ်တဲ့နှလုံးသားတွေကအော်တန်ဟာဖခင်ရှေ့မှာကျေလောင်သောတန်ဖြစ်တယ်အာမင်ကျွန်တော်နှုတ်ကနေပြီးတော့မှလူတွေကြားအောင်လူတွေမြင်အောင်လုပ်နေခြင်းတဲ့ဖခင်နဲ့သင်တဲ့အခန်းထဲမှာဘလို့ချိနေလဲဆိုတာကအရေးကြီးတယ်အာမင်ဒါကြောင့်ကျွန်တော်တို့သင်နဲ့ဖခင်နဲ့နှစ်ယောက်တည်းရှိနေတဲ့အချိန်ဟာဖခင်နဲ့သင်နဲ့အနီးဆုံးအချိန်ဖြစ်တယ်အာမင်ဖခင်နဲ့သင်နဲ့နှစ်ယောက်တည်းရှိနေတဲ့အချိန်သင်တစ်ယောက်တည်းရှိနေရလို့သင်တစ်ယောက်တည်းပဲနေရလို့အဲ့ဒီအချိန်ဟာသင်ကိုဖခင်ကသူ့နဲ့အနီးဆုံးမှာရှိနေခြင်းစေတယ်ဆိုတာကိုဖခင်ကသိစေချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအရာလေးကိုကျွန်တော်မြင်တဲ့အခါမှာဘာကိုသတိရလဲဆိုတော့ကျွန်တော်တစ်ခါလေကြာရင်ကျွန်တော်လူတွေကိုအရန်ဖြစ်စေခြင်းတယ်လူတွေကိုအရန်ဖြစ်စေခြင်းတဲ့အခါမှာသူတို့ရှေ့မှာဆူတောင်းပြတယ်ကိုတော့ဒီသမီးဒီသားကိုအရန်ကြီးမားဆိုတာကျွန်တော်ဒါကသူ့ကိုပြောင်းလဲစေချင်တာเนาะဒါပေမဲ့ तू ကအဲ့ဒါကိုကြားပြီးတော့မှပို့ပြီးရွက်လုပ်တဲ့အရာတွေရှိတယ်ကျွန်တော်လည်းဒါကျွန်တော်ကြုံရလို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကပြောင်းလဲစေချင်တော့သူ့ရှေ့မှာဒီလိုဖြစ်စေချင်တယ်ဒီလိုနှုတ်ကပတ်တော်နဲ့ဒီလိုသွားလာစေချင်တယ်ဒီလိုလှုပ်စေချင်တယ်အဲ့လိုပြောတော့ तू ကပြောင်းလဲချင်တာတော့မှငါပြောင်းလဲလိုက်ရင် तू ဆူတောင်းလို့ပြောင်းလဲဆိုပြီးငါ့ကိုလာပြောမှဆိုပြီးတော့မပြောင်းလဲတော့အာမင်ဒါကြောင့်သင်နဲ့ဖခင်နဲ့နှစ်ယောက်တည်းသူ့အတွက်ငိုကြွေးတဲ့အတန်အခန်းတကာပိတ်ပြီးတော့မှ तू သိစရာမလိုသင်ပြောင်းလဲစေခြင်းနဲ့ तू သိစရာမလိုသင်ရဲ့မိသားစုသိစရာမလိုသင်ကိုယ်တိုင်ဖခင်နဲ့သင်နဲ့နှစ်ယောက်တည်းအခန်းထဲမှာအဲ့ဒီချိတ်ဆက်နေတဲ့အရာကထင်ရှားတဲ့မျက်မှောက်မှာမသိလိုက်တဲ့အချိန်တွေမှာအဲ့ဒီလူကသင်တော့အံ့ဩရလိုက်တဲ့ရှိသင်ပြောစရာမလိုဘုရားပြောခွင့်ပေးလိုက်အဲ့ဒီအရာကသင်မထင်ရှားသောအရာမှာဖခင်နဲ့ချိတ်ဆက်နေခြင်းဟာထင်ရှားသောအရာတွေကိုပေါ်ထွက်လာတာဖြစ်တယ်ဒါကြောင့်ဖခင်ရဲ့ခြေကကျွန်တော်ထင်ရှားတဲ့အရာထင်ရှားတဲ့ကောင်းကြီးမင်္ဂလာကိုသင်လိုချင်တယ်ဆိုရင်သင်ကမထင်ရှားသောအရာမှာလူတွေရဲ့နောက်ွယ်မှာလူတွေဘယ်သူမှမရှိတဲ့အရာမှာသင်ဘာလုပ်နေလဲသင်ဖခင်နဲ့ဘယ်လိုအချိတ်ဆက်ရှိနေလဲဆိုတာအရင်ရေးကြည့်တာဖြစ်တယ်ဟာလေလုယာဘုရားကလူတွေချင်းမှာဘာတွေလှုပ်ပြနေလဲဆိုတော့ဘုရားစိတ်ဝင်စားဘူးလူတွေနောက်ွယ်မှာအဲ့ဒီဖခင်နဲ့ဘယ်လိုချိတ်ဆက်နေလဲအဲ့ဒီဖခင်နဲ့ဘယ်လို connection ရှိနေလဲအဲ့ဒီဖခင်နဲ့သင်နဲ့နှစ်ယောက်တည်းသင်နှလုံးသားထဲမှာဘယ်လောက်တောင်းတနေလဲဆိုတော့အချိန်တန်တဲ့ခါမှာအဲ့ဒီဖခင်ကထင်ရှားတဲ့အကျိုးကိုပြမှာဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ရှိကထင်ရှားတဲ့သင်ရဲ့မျက်စိထဲမှာသင်တော်မှအော်ရလောက်တဲ့သင်တော်မှတခါမှမထင်ထားတဲ့ဟိုတခါမှတော့ဒီလိုမမြင်ရတော့ပါဘူးလို့ထင်ထားတဲ့အရာတွေထင်ရှားစွာမြင်ခြင်းလဲဆိုတော့သင်ရဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာအခန်းတကားကိုပိတ်အဲ့ဒီမျက်မှောက်တော်ထဲမှာသင်နဲ့ဖခင်နဲ့နှစ်ဖူးတဲ့ဒူးတဲ့မျက်ရည်ကျပြီးတော့သင်စူတောင်းကြည့်လိုက်ထင်ရှားစွာနဲ့မြင်တွေ့လာရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့ဘုရားကတင့်ကိုထင်ရှားတဲ့အကျိုးထင်ရှားတဲ့ကောင်းကြီးမင်္ဂလာတင့်ကိုဘုရားလူချင်းမှာထင်ရှားစွာကြီးမားစွာကျွန်တော်တို့ကိုအသုံးပြုခြင်းနဲ့အဲ့ဒီအရာကဘာလို့လဲဆိုတော့တင့်မထင်ရှားတဲ့အရက်မှာဘုရားနဲ့ဘယ်လိုချိတ်ဆက်နေလဲကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကြီးဆရာဒေးဗစ်လာကိုအခုနိုင်ငံတကာ international မှာထင်ရှားစွာပြသနေတယ်အဲ့ဒါပေမဲ့ကျွန်တော်ကအဲ့ထင်ရှားတာကိုပဲအားကြလို့မရဘူး
သူရဲ့မထင်ရှားတဲ့အရက်မှာသူရဲ့မထင်ရှားတဲ့အချိန်မှာသူရဲ့မထင်ရှားတဲ့နေရာမှာဖခင်နဲ့ဘလို့ချိတ်ဆက်နေလဲဖခင်နဲ့ဘလို့ရှိနေလဲဆိုတော့ကျွန်တော်အရင်ရေးကြည့်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကစာငတ်ရမှာအဲ့ဒီအရာကိုကျွန်တော်ကတောင်းတရမှာဆရာတို့ဖြစ်ရှင်တာဟုတ်တယ်ဒါပေမဲ့အဲ့ဒီဆရာမထင်ရှားသောအရက်မှာဘလို့ချိတ်ဆက်နေလဲကျွန်တော်အရင်အဲ့ဒါကိုစာငတ်ဖို့ဆဲအောင်မြင်ခြင်းဆိုတာကဖခင်ကခဏလေးတွင်းမှာပေးနိုင်တယ်ဒါပေမဲ့သင်မထင်ရှားသောအရက်မှာဘလို့ဖခင်နဲ့ချိတ်ဆက်နေလဲဆိုတာအရင်ရေးကြည့်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဒီဟာလေးနဲ့ခေါ်ပြီးနောက်တစ်ခုကဘာလဲဆိုတော့ဒီမှာပြောထားတယ်၃ခုပြောထားတယ်နောက်ဆုံးကအခန်းကြီး18ကိုကျွန်တော်တို့အခန်းငယ်18 6ရဲ့အခန်းငယ်18ကိုကျွန်တော်တို့ဆက်ဖတ်ရအောင်တင်ဒီအစာချောင်သောအခါအစာချောင်ဒီကိုလူများတို့ရှေ့မှာမထင်ရှားစေပဲမထင်ရှားသောအရ၌ရှိတော်မူသောတင်တို့အဖရှေ့တော်၌သာထင်ရှားစေခြင်းကခေါင်းကိုလိမ့်ကြံလောမျက်နာကိုတစ်လောမထင်ရှားသောအရာကိုမြင်တော်မူသောတင်တို့အဖသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံဟာလေလုယာကျွန်တော်ရဲ့ကြင်ကြံပြုမှုခြင်းမှာလဲကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ရဲ့ခေါင်းဆောင်တွေအများကြီးရှိတယ်အဲ့ဒီခေါင်းဆောင်တွေမြင်အောင်ကျွန်တော်တို့ကြင်ကြံပြနေတာထက်အဲ့ဒီခေါင်းဆောင်တွေရဲ့နောက်ွယ်မှာကျွန်တော်တို့ဘလို့ဖျားနဲ့ကြင်ကြံပြုမှုနေလဲဆိုတာကအရင်ရေးကြည့်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့မှကျွန်တော်ရဲ့အသက်တာကိုလည်းကျွန်တော်ပြန်ပြောနေတာဖြစ်တယ်ဒီကလူတွေကိုဒါဖျားပြောစေချင်တာထက်ကျွန်တော်တို့အရင်ဆုံးပြောချင်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့အသက်တာထဲမှာသင်ဘာတွေလှုပ်ပြနေလဲဆိုတာတဲ့သင်မထင်ရှားသောအရက်မှာဘသူမှမရှိတဲ့အရက်မှာသင်ဘာတွေလှုပ်နေလဲဆိုတော့ဘုရားစိတ်ဝင်စားတယ်ဟာလေလုယာသင်လည်းဖျားနဲ့နှစ်ယောက်တည်းချိတ်ဆက်နေတဲ့အရာကအရင်ကြီးတယ်အဲ့ဒါကတင့်ရဲ့နှလုံးသားကဖျားနဲ့ဘယ်လိုချိတ်ဆက်နေလဲဘယ်လိုရှိနေလဲအဲ့ဒီအရာကိုပဲဘုရားကစိတ်ဝင်စားတာအဲ့ဒါကထင်ရှားတဲ့အကျိုးကိုဘုရားပေးခြင်းတယ်ဘာလို့ကျွန်တော်ရဲ့အသက်တာထဲမှာဒီအဲ့ဒီအရာတွေကထင်ရှားတဲ့အရာတွေမြင်မလာရလဲသင်မထင်ရှားတဲ့အရက်မှာအဲ့ဒီဖျားနဲ့အတူရှိနေခြင်းကိုဘုရားလိုချင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကိုဘုရားက international ကြီးမားတဲ့သူတွေအဖြစ်ဒီမှာရွေးကောက်ထားတယ်ဒါပေမဲ့သင်ဒီစနေတနင်္ဂနွေပဲသင်ထင်ရှားသွားရှိနေလို့မရအောင် Monday to Friday မှာကျွန်တော်တို့မထင်ရှားတဲ့အရက်မှာအဲ့ဒီမထင်ရှားသောဖခင်နဲ့မထင်ရှားတဲ့အချိန်မှာအတူရှိနေခြင်းဟာသင်ကိုထင်ရှားတဲ့အရက်ကိုခေါ်ဆောင်နေခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီအရာလေးနဲ့ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီအရာလေးနဲ့ကျွန်တော်ခွာပေးခြင်းတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာမထင်ရှားသောအရာကိုပဲမြင်တယ်ဘုရားဖြစ်တယ်ကျွန်တော်ရဲ့အသက်တာမထင်ရှားပါဘူးကျွန်တော်ကိုဘယ်သူမှလည်းမသိဘူးဒီမှာရှိတဲ့သူတွေလည်းတယောက်မှလည်းကျွန်တော်ကိုသိမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီမထင်ရှားတဲ့နေရာလေးကရှိတဲ့ကျွန်တော်ကိုမြင်ပြီးတော့မှဘုရားကထင်ရှားတာဆွဲထုတ်တယ်ဆိုရင်ဒီမှာရှိတဲ့သူတွေအရောက်စီတိုင်းကိုလည်းပဲအရောက်စီတိုင်းကိုဘုရားဆွဲထုတ်မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကိုဘုရားမြင်မမလားငါ့ကိုဘုရားမြင်မမလားငါဆူတောင်းနေတဲ့အတန်ကိုဘုရားကြားမမလားသင်ဘုရားနဲ့နှလုံးသားတွေကတောင်းတတဲ့အတန်ကိုဘုရားကြားတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာသင်ဒီနေ့ကနေစပြီးတော့မှကျွန်တော်တို့ရဲ့လိုချင်တဲ့အရာတွေလိုအပ်နေတဲ့အရာတွေဖြစ်စေချင်တဲ့အရာတွေကိုလူတွေကိုမပြောတော့နဲ့သင်စပြီးတော့မှအခါတကာပိတ်ပြီးဒူးထောက်ပြီးတော့မှအဲ့ဒီမထင်ရှားသောအရက်မှာရှိတဲ့ဘုရားနဲ့အချိန်ယူကြည့်ကျွန်တော်ရဲ့အသက်တာထဲမှာထင်ရှားတဲ့အကျိုးကိုမြင်တွေ့လာရမှာဖြစ်တယ်ဟာလေလုယာထင်ရှားတဲ့အကျိုးကိုကျွန်တော်ရဖို့ထင်ရှားပေါ်လွင်အောင်ကျွန်တော်လုပ်နေကြမလို့မထင်ရှားတဲ့အရက်မှာရှိတဲ့ဘုရားနဲ့ကျွန်တော်တို့အချိတ်ဆက်ရှိဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့ကနေစပြီးတော့မှကျွန်တော်တို့ဖရားနဲ့နှစ်ဖူးတွေဒူးတွေအချိန်ယူမယ်နှစ်ယောက်တည်းအခန်းထဲမှာအခန်းတကာပိတ်ပြီးတော့မှကျွန်တော်တို့ရဲ့အရာအလုံးကိုမိတ်ပြီးတော့မှသင်ဖြစ်ရှင်တဲ့အရာဖြစ်စေခြင်းတဲ့အရာကိုလည်းလူတွေမပြောတော့နဲ့ကျွန်တော်တို့အိမ်တော်မိသားစုတွေထဲမှာကျွန်တော်တို့ relationship တွေထဲမှာသင်ရဲ့အိမ်တော်ဘက်ကိုသင်ဘယ်လိုဖြစ်စေရလဲဘယ်လိုမြင်စေခြင်းလဲအဲ့ဒါသူ့ကိုသွားပြောရင်သင်လည်းစိတ်ဆင်းရမယ်သူလည်းနားကြီးမယ်အဲ့ဒီအရာထက်ကျွန်တော်တို့အခန်းတကာပိတ်ပြီးတော့မှသူပြောင်းလဲဖို့မျက်ရည်ကျပြီးသင်ဆူတောင်းပေးပြီလားမျက်ရည်ကျပြီးသင်ဆူတောင်းပေးပြီလားအဲ့ဒီဖရားကိုသင်ပြောပြီးပြီလားအဲ့ဒီမထင်ရှားသောအရာမှာရှိတဲ့ဖရားကသင်ကိုထင်ရှားသောအကျိုးကိုပေးခြင်းနဲ့အဲ့ဒါကြောင့်အဲ့ဒီလူတွေနဲ့သင်စကားပြောတာထက်ဖရားနဲ့တာကြီးစကားပြောဖရားကအလုံးလုံးရဖရားကသွားပြောရင်အရာလုံးအေးဆေးလေးပဲဟာလေလုယာဖရားပဲသွားပြောလိုက်မယ်ဖရားပဲပြုတ်ပြင်ပေးလိုက်မယ်ဖရားပြုတ်ပြင်ပေးရင်ကျွန်တော်တို့ပြုတ်ပြင်ပေးရတဲ့အစာပေါင်းမြောက်များစွာတာ၍မြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့အဲ့ဒီမထင်ရှားသောအရက်မှာချီခြင်းဆိုတာကိုကျွန်တော်ဒီနေ့မှာဒါဝိဒ်ရဲ့အကြောင်းလေးနဲ့ကျွန်တော်အရောက်စီတိုင်းကိုကျွန်တော်ခွန်အားပေးခြင်းနဲ့မထင်ရှားသောအရက်မှာ
ရှိနေတဲ့ဒါဝိဒ်ကိုဖခင်ဘယ်လိုတောင်ဆွဲထုတ်ခဲ့လဲဆိုတာကိုကျွန်တော်အတူတူကဆင်ခြင်မယ်ဟာလေလုယာကျွန်တော်တို့ဓမ္မရောက်ဆိုရင်ပထမဆုံးအခန်းကြီး16ရဲ့အငယ်1ကနေပြီးတော့ကျွန်တော်စသွားရအောင်အဲ့မှာဆိုရင်တပန်ထာဝရဘုရားကရှောလုကိုဣသရေလရှင်ဘုရင်အရာမှာငါပယ်သောကြောင့်တင်သည်အဘယ်မျှကာလပတ်လုံးစိတ်မသာညှီးတွားလျက်နေလိမ့်မည်နီတင်ဤဘူးကိုစီနေပြည့်စေလောဗက်လင်မျိုးသားရေရှဲရှိရာသို့ငါစေလွတ်မည်တင်ဤသားတို့တွင်ငါအဖို့ရှင်ဘုရင်တပါးကိုငါပြင်ဆင်မည်ဟုရှမွေလအားမိန့်တော်မူ၏ရှမွေလကအကျွန်ုပ်သည်အဘယ်သို့သွားနိုင်ပါမည်နီရှောလုကြားလျင်တပ်ပါလိမ့်မည်ဟုလျှောက်တော့ထာဝရဘုရားကနွားမဒန်းကိုယူ၍ငါသည်ထာဝရဘုရားအားပူဇော်ခြင်းကလာပြီဟုပြောတော့ယေရှဲကိုလည်းရစ်ပွဲသို့ခေါ်ဖိတ်လို့ထိုအခါတင်သည်အဘယ်သို့ပြုရမည်ကိုငါပြမည်ငါသည်နာမဖြင့်ထုတ်ပြသောသူကိုငါအဖို့ဗိတ်သိက်ပေးရမည်ဟုမိန့်တော်မူသည့်အတိုင်းရှမွေလပြု၍ဗက်လင်မြေသို့သွားလေဗက်လင်မြို့သားအသက်ကြီးသူတို့သည်ရှမွေလနှင့်တွေ့သောအခါတုန်လှုပ်၍ကိုတော်သည်ရှမ်းတာပေးလျက်လာတော်မူသလိုဟုမေးလျှောက်တတ်သောရှမ်းသာပေးလျက်ထာဝရဘုရားအားပူဇော်ခြင်းကလာပြီးငါရောက်တဲ့အခါမိမိတို့ကိုတန်ရှင်းစေပြီးမှငါနဲ့အတူရစ်ပွဲသို့လာကြဟုဆိုတဲ့ဖြင့်ယေရှဲနှင့်သူ၏သားတို့ကိုတန်ရှင်းစေ၍ရစ်ပွဲသို့ခေါ်လေ၏သူတို့သည်ရောက်လာသောအခါအေလိယာဘကိုကြည့်ရှု၍စင်စစ်ထာဝရဘုရားအခွင့်နှင့်ဗိတ်သိက်ခံရသောသူဖြစ်သည်ငါရှေ့မှရှိတော်မူဆိုလေသောထာဝရဘုရားကသူ၏မျက်နာသူ၏အရက်ကိုမကြည့်မရှုနှင့်သူ့ကိုငါပယ်ပြီးထာဝရဘုရားသည်လူမြင်တကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတရံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလမိန့်တယ်ဟာလေလုယာအဲ့နေရာที่ကျွန်တော်ကြည့်မယ်ဆိုရင်ရှမွေလကယေရှဲရဲ့သားရဲ့ရှိကိုဘုရားဗိတ်သိက်ပေးခိုင်းလို့သွားတယ်ဒါပေမဲ့အဲ့ဒီချိန်မှာအေလိယာဘဆိုတဲ့သူ့ရဲ့သားအကြီးဆုံးဟာတကယ်အရက်အမောင်းသောသူ့ရဲ့ရုပ်ရည်တင်ပြင်ယောဂဘယင်လက္ခဏာနဲ့ပြည့်စုံလို့ရှမွေလကဒီလူဟာငါဗိတ်သိက်ပေးရပဲလူပဲလို့ပြောတဲ့အခါမှာဘုရားကဗာပြန်ပြောလဲဆိုတော့လူကားတဲ့အစင်းတရံကိုမြင်တယ်တဲ့လူကအစင်းတရံကိုကြည့်ပြီးတော့ဆုံးဖြတ်တယ်ဒါပေမဲ့ငါထာဝရဘုရားမူကနှလုံးကိုကြည့်ရတယ်ဟာလေလုယာကျွန်တော်တို့ကိုဘုရားကကျွန်တော်တို့မြင်တယ်လို့ကျွန်တော်တို့ထင်တယ်လို့ကျွန်တော်တို့ရဲ့လူတွေမြင်တယ်လို့ဘုရားမမြင်ဘူးလူတွေကအပြင်တဒံနဲ့အပြင်အစင်းတဒံရုပ်ရည်သွင်ပြင်ကိုပဲလူတွေကကြည့်ပြီးဆုံးဖြတ်တယ်ဒါပေမဲ့ဘုရားကတော့နှလုံးကိုပဲကြည့်ပြီးဆုံးဖြတ်တယ်ဟာလေလုယာအဲ့ဒီမှာဆိုရင်သူ့ရဲ့သား9ယောက်ရှိတယ်ကျွန်တော်ကြိုချုံပြောမယ်ဆိုရင်တယောက်ကိုမှဘုရားဗိတ်သိက်ပေးလို့မရဘူးတယောက်ကိုမှဗိတ်သိက်မရဘူးဒါပေမဲ့ယေရှဲကိုရှမွေလကမင်းမသားဒီသားရဲ့အကုန်မလိုက်ဒါပေမဲ့အဲ့မှာပြန်ပြောတဲ့ဟာကတင်၌အခန်းငယ်7ကိုရောက်တဲ့အခါမှာတင်၌သားမရှိလို့ဟုယေရှဲအားမေးလျင်ယေရှဲကအငယ်ဆုံးသောသားရှိပါသေး၏ထိုတိုးတို့ကိုထိန်းချောင်းလျက်နေပါသည်ဟုပြောဆိုတော့ရှမွေလကသူ့ကိုခေါ်စေခြင်းကလူကိုစေလွတ်ပါသူမရောက်မီပွဲသို့ဝင်၍မထိုင်ရဟုဆိုသည့်အတိုင်းစေလွတ်၍သူ့ကိုခေါ်ခဲ့၏သူသည်หนีသောသမင်ရှိတယ်လှသောအစင်းနှင့်ရှစ်ဖွယ်သောမျက်နှာရှိ၏ထာဝရဘုရားကဤသူပေသည်ထ၍ဗိတ်သိက်ပေးလောဟုမိန့်တော်မူ၏ဟာလေလုယာအစင်းတရံတွေပြည့်စုံပြီးတော့မှတကယ်ရုပ်ရည်တင်ပြင်းနေချောမောပင်မဲ့တော်တဲမှာဖယားနဲ့အမြဲတမ်းရှိတ်ဆက်ပြီးတော့မှကိုးကွယ်နေတဲ့အဲ့ဒီမထင်ရှားတဲ့လူတွေတယောက်မှမရှိတဲ့လူတွေတယောက်မှမမြင်တဲ့အရက်မှာကိုးကွယ်နေတဲ့ဒါဝိဒ်ကိုပဲဖယားကအဲ့ဒီလူကငါဗိတ်သိက်ပေးမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့အဲ့ဒီကိုးကွယ်နေတဲ့နှလုံးသားလူတွေမရှိတဲ့အရက်မှာနှစ်ယောက်တည်းနှစ်ဖိုးတွေဒူတွေဖယားနဲ့ရှိနေတဲ့သူဟာဖယားဘယ်သူမှဖွက်ထားလို့မရဘူးယေရှဲကသူ့ရဲ့သား9ယောက်ပဲထုတ်ပြတယ်ဒါဝိဒ်ကိုထုတ်မပြဘူးဘာလို့လဲဆိုတော့သူကတိုးတောင်းသားဖြစ်တယ်သူ့မှာဘယင်ဖြစ်ရမယ့်အစင်းတတန်နဲ့ဘာလက္ခဏာမှမရှိဘူးဒါပေမဲ့သူကရှိတာတစ်ခုပဲရှိတယ်ထာဝရဘုရားနဲ့အမြဲတမ်းကိုးကွယ်နေတဲ့နှလုံးသားလူတွေမရှိတဲ့အရက်မှာဖယားနဲ့အမြဲတမ်းကိုးကွယ်နေတဲ့ဒါဝိဒ်ကိုတော့ဖယားကအဲ့ဒီလူကိုဗိတ်သိက်ပေးလို့ပြောတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာတင်းကိုဖယားကကြီးမားတဲ့နေရာကြီးမားတဲ့အရာတွေကိုချီးမြှောက်ပေးခြင်းနဲ့ဒါပေမဲ့လူတွေမရှိတဲ့အရက်လူတွေမရှိတဲ့နေရာလူတွေမရှိတဲ့အချိန်မှာတင်းဖယားနဲ့ဘယ်လိုရှိနေလဲဖယားနဲ့ဘလို့ကိုးကွယ်နေတယ်ဆိုတာကိုဘုရားကစိတ်ဝင်စားတာဖြစ်တယ်။ဘာမှမကြည့်ဘူး။ပညာအရေးရှင်းနေဘယ်လောက်ရှိရဆိုတာဘုရားမကြည့်ဘူး။ဘယ်လောက်လုံနိုင်လဲဆိုတာဘယ်လောက်ဘုရားမကြည့်ဘူး။သူ့ရဲ့နှလုံးသားနဲ့ကျူနေမိနေတဲ့ဒါဝိဒ်ကိုပဲဘုရားကသွားခေါ်ခိုင်းတာဖြစ်တယ်။အဲ့ဒါဝိဒ်မရောက်လာမရှင်အဲ့ဒီပွဲစားလို့မရဘူး။
ဟာလေလုယာဒါကြောင့်ဒီမှာရှိတဲ့လူငယ်တွေကျွန်တော်တို့အရောက်စီတိုင်းလည်းပဲအဲ့ဒီကျွန်တော်တို့မှာဘာမှကျွန်တော်ဆိုရင်ရှင်းတယ်ကျွန်တော်မှာဘာမှမရှိပေမဲ့ကျွန်တော်ဂျေဇုတော်ကြောင့်ဘုရားဆွဲခေါ်လို့ကျွန်တော်အမြဲတမ်းအရင်တုန်းကနှုတ်ကပတ်တော်တွေကျွန်တော်အရန်ဆန်ခဲ့တယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်အချိနေတဲ့အချိန်မှာဘုရားကကျွန်တော်ဒီအသင်းတော်မှာပါဝင်ဆက်ကပ်ဖို့လေကျွန်တော်ဘာတစ်ခုမှမတက်ပါဘူးဂီတာတီးတဲ့လားဆိုတော့ကျွန်တော်ဘာတလုံးမှတရှင်းဆိုလိုက်လားဆိုတော့အခုချိန်ကြီးကျွန်တော်ဒီအချိန်မှာတရှင်းတစ်ခါမှမဆိုဘူးကီးမတဲလို့အကုန်လုံးထပ်ပြေးသွားမှာဆိုလို့ကျွန်တော်ဘုရားနိုင်ငံတော်အတွက်ဆက်ကပ်လို့ရတဲ့အရေးချင်းကျွန်တော်မှာဘာတစ်ခုမှမရှိဘူးအဲ့တော့ဗာလေကျွန်တော်ဘုရားပြင်ဆင်တဲ့အချိန်မှာကျွန်တော်နှုတ်ကပတ်တော်ဖတ်တယ်ဘုရားနဲ့မျက်မှောက်တော်ထဲမှာကျွန်တော်ကိုးကွယ်ပြီးတော့မှကျွန်တော်အဲ့ဒါကလှုပ်ရှင်လို့လုပ်နေမှာမဟုတ်ကျွန်တော်လှုပ်ရှားမရှိလို့အဲ့ဒါပဲလုပ်နေတာဘုရားတိုးဆိုရကျွန်တော်ရဲ့အထဲမှာကျွန်တော်အလုပ်ကပြန်လာရင်လည်းအလုပ်ထဲမှာကျွန်တော်10မိနစ်နားနဲ့နိုင်ဝင်တာအဲ့ဒီအချိန်မှာလည်းကျွန်တော်အမြဲတမ်းနှုတ်ကပတ်တော်ပဲကျွန်တော်ရဲ့စက်တွေမောင်းရတယ်အဲ့ဒီစက်တွေမှာလည်းကျွန်တော်အမြဲတမ်းနှုတ်ကပတ်တော်ပဲကတ်ထားတာအဲ့ဒါကကျွန်တော်စူးစမ်းလို့မဟုတ်ဘူးကျွန်တော်လုပ်ယူလို့မဟုတ်ဘူးကျွန်တော်ကိုအထဲကဝိညာဉ်တော်ကကျွန်တော်ကိုပြင်ဆင်တဲ့အချိန်မှာကျွန်တော်အဲ့ဒီလိုမျိုးရှိနေခဲ့တဲ့အချိန်တွေအများကြီးပဲကျွန်တော်အမြဲတမ်းအခန်းထဲမှာအယူတယောက်လိုပဲကျွန်တော်အမြဲတမ်းတရားဟောခဲ့တယ်ဟိုနှုတ်ကပတ်တော်ဖတ်နေရင်လည်းကျွန်တော်တယောက်တည်းလူတွေမြင်တော့ကျွန်တော်ကိုအယူတယောက်ကျွန်တော်လမ်းမှာစပိန်နေနေကျွန်တော်တရားဟောတယ်ဒါပေမဲ့အဲ့ဒီအရာကဘုရားကျွန်တော်ကိုပြင်ဆင်နေတဲ့အရာကျွန်တော်ကဘာမှမဟုတ်ပေမဲ့ဘာမှမရှိပေမဲ့အဲ့ဒီဘုရားနဲ့ဒါမှကျွန်တော်အချိန်အဲ့လောက်ထိလည်းကျွန်တော်ယူခဲ့တာမဟုတ်ပေမဲ့ဘုရားကဒီနေရာမှာကျွန်တော်ကိုဆွဲထုတ်တဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးတယ်အဲ့ဒါကလည်းကျွန်တော်ကောင်းလို့တော်လို့မဟုတ်ဘူးဘုရားဝိညာဉ်တော်ပဲဆွဲခေါ်တာဖြစ်တယ်ဒါကြောင့်ဒါဝိဒ်ကိုဘိတ်သိက်ပေးဖို့ရန်အတွက်ဒါဝိဒ်ချင်းဘရင်အရိုက်အရာနဲ့ဆက်ဆိုင်တော့သူစစ်ပညာရေးလည်းသင်ကြားနေတာမဟုတ်တိုးချောင်းနေတာတိုးချောင်းနေရင်းထဲမှာအချိန်နာရီတိုင်းမှာအမြဲတမ်းကိုးကွယ်နေတာအမြဲတမ်းရှီမွမ်းနေတာအမြဲတမ်းဒီကြောက်တွေကိုတွေ့ရင်လည်းထာဝရဘုရားငါရဲ့ကြောက်သိုးတွေကိုမြင်လဲထာဝရဘုရားဒီငါရဲ့သိုးထိန်သူအမြဲတမ်းဘုရားနဲ့ပဲယူသွနေတာဒါဝိဒ်ကအဲ့လိုဘုရားနဲ့ပဲအမြဲတမ်းယူသွနေတာဘယ်သူမှလူတွေသူ့ရဲ့အကိုတွေသူ့ရဲ့အဖေတွေဂယုမဆိုင်ရင်နေသူထာဝရဘုရားနဲ့အမြဲတမ်းပျော်မွေ့နေတာကျွန်တော်ရဲ့အသက်တာမှာလှုပ်ရှားရှိတယ်တင်းမှာဘာမှလှုပ်ရှားမရှိနေတင်းကိုလူတွေဘယ်နေရာမှမထားရင်နေတင်းလှုပ်လို့ရတဲ့တခုကတော့အဲ့ဒီဘုရားနဲ့တင်းနဲ့ဘသူမှမရှိတဲ့အရက်မှာအမြဲတမ်းအချိတ်ဆက်မိပြီးတော့မှကိုးကွယ်နေခြင်းဟာလူတွေဖယ်ထားလို့မရဘူးလူတွေဖယ်ထားလို့မရဘူးတင်းကိုလူတွေဖယ်ထားလို့မရဘူးအဲ့ဒီလူတွေကိုဘုရားကပြောပြီးတော့မှတင်းကိုအခြေသုံးကိုပြန်ဆွဲထုတ်ကြမှာဖြစ်တယ်ဟာလေလုယာဘယ်လူမှတင်းနဲ့ကျွန်တော်ဖယားနဲ့ကိုးကွယ်ပြီးတော့မှဖယားနဲ့အမြဲတမ်းအဲ့ဒီမထင်ရှားသောအရက်မှာမထင်ရှားသောဖယားနဲ့ကျွန်တော်တို့အမြဲတမ်းကိုးကွယ်နေတဲ့အချိန်နာရီကိုသင်ပေးကြည့်အဲ့ဒီအချိန်နာရီကလူတွေတင့်ကိုဘယ်တော့မှအမီးမှထားလို့မရအမြဲတမ်းဦးကောင်းကိုဆွဲတင်ရတာဖြစ်တယ်အဲ့ဒီအရက်ကိုဒါဝိဒ်မရောက်မလာမရှင်အဲ့ပွဲစားလို့မရဟာလေလုယာအဲ့ဒီအခွင့်အာဏာနဲ့အဲ့ဒီဘိတ်သိက်ကိုလည်းဒီမှာတာမီအရောက်စံကိုဘုရားပေးထားတယ်ဟာလေလုယာဒါကြောင့်ဒီမှာအမြဲတမ်းဘုရားနဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့တောက်ကြနေတာလာရဲ့စနေကိုတနင်္ဂနွေကိုကိုးကွယ်နေတဲ့ဒီမှာရှိတဲ့မိသားစုတွေဒီမှာရှိတဲ့လူငယ်တွေကိုမှဒီဂျပန်နိုင်ငံမှာဘုရားမရှိမြောက်ရင်ဘယ်သူကိုရှိမြောက်မှာလဲဟာလေလုယာကျွန်တော်အချိန်နာရီထဲမှာဘုရားကိုစာငတ်ပြီးတော့အမြဲတမ်းသွားလာနေတဲ့သူငယ်တွေဖြစ်တယ်ဒါဝိဒ်ကဲ့သို့မထင်ရှားသောအရက်မှာအဲ့ဒီဘုရားနဲ့အမြဲတမ်းအချိတ်ဆက်ကျွန်တော်တို့မှာဘာမှကျွန်တော်ဆိုရင်ဘာမှမရှိဘူးပြောရင်ကျွန်တော်မှလည်းပညာရည်ရှိတာဆိုပြီးဒါပေမဲ့ကျွန်တော်လုံနိုင်တာကအဲ့ဒီဘုရားနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်းကိုးကွယ်တဲ့အချိန်တိုင်းအဲ့အရာလေးပဲကျွန်တော်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီအရာဟာတခြားသောအရာတွေတခြားသောလူတွေထင်တဲ့အရာတွေထက်ဘုရားတာ၍ရှင်းမြောက်လို့ရတဲ့အရာကအဲ့ဒီနှလုံးသားပဲဖြစ်တယ်ကိုးကွယ်နေတဲ့နှလုံးသားလူတွေရဲ့ချစ်မှာဘာတွေလှုပ်ပြနေလဲဆိုတော့ဘုရားစိတ်ဝင်စားဘူးဒီမှာဆိုရင်ရေချဲတော်မှာရှမွေသားတော်မှာအေးလျာဘကိုမြင်ချင်းမှာဒီလူကတကယ်အစင်စစ်ဘုရားဘိတ်သိက်ပေးတဲ့လူလို့ထင်ရလောက်အောင်ဘရင်ရဲ့အစင်းတဒံနဲ့ပြည့်စုံတဲ့အေးလျာဘဖြစ်လို့ဒါကြောင့်ဒီ prophet ကလည်းဒီကိုမြင်တဲ့အခါမှာဟာဒါတော့သိကြတယ်ဒါပေမဲ့ဘုရားကဘာပဲကြည့်လဲဆိုအထဲနှလုံးသားမှာဘုရားနဲ့ဘယ်လိုအချိတ်ဆက်ရှိနေလဲသူဘုရားနဲ့ဒါဝိဒ်ကဘရင်လှုပ်ရှင်လို့ရေချဲကိုလာပြောကြလည်းမလို့ဘရင်လှုပ်ရှင်လို့ရှမွေလကိုလာပြောကြလည်းမလို့သူနဲ့ချိတ်ဆက်နေတဲ့ဘုရားနဲ့ပဲသူပြောနေတာသူဘယင်လို့ဖို့လည်းပြောနေတာမဟုတ်သူအမြဲတမ်းမျက်မှောက်တော်ကိုပဲဆာငတ်ပြီးအမြဲတမ်းတောင်းတနေတာအဲ့ဒီအတွက်ကြောင့်သူတော်မှမျှော်မှန်းထားတဲ့မျှော်မှန်းမထားတဲ့မျှော်လင့်မထားတဲ့ဘယင်အရာကိုဘုရားကဆွဲတင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီအချိန်မှာသူတို့ကိုဆေလို့ပြီးဒါဝိဒ်ရောက်လာတယ်ဒါဝိဒ်ကသပင်လီသောသပင်ရှိတယ်လှသောအဆင်းရှိတယ်ချစ်ဖွယ်သောမျက်နှာဖြစ်တယ်လုံးဝသူတို့ရဲ့ဟိုမိသားစုတွေမှာဘယ်လိုလဲဒီတ
သုံးလို့မရလို့သူ့ကိုတိုးကြောင်းခိုင်းထားဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်ရှမွေလကလည်းစီဘူးကိုယူရသူရဲ့အကိုဇူထဲမှာသူ့ကိုဗိတ်သိက်ပေးရတယ်ဟာလေလုယာအဲ့ဒီဗိတ်သိက်ဟာဘယ်မှာပဲရှိလဲဆိုတော့ကိုးကွယ်နေတဲ့သူတွေရဲ့မထင်ရှားသောအရက်မှာအဲ့ဒီဖျားနဲ့အချိတ်ဆက်လုံနေတဲ့သူတွေကိုဖျားဘယ်တော့မှမပယ်ထားသလိုလူတွေလည်းဘယ်တော့မှကျွန်တော်တို့ကိုပယ်ထားလို့မရဘူးဟာလေလုယာကျွန်တော်တို့လိုအပ်တဲ့အရာတွေကျွန်တော်တို့လိုချင်တဲ့အရာတွေကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုလူတွေကိုပြောတာထက်သင်မထင်ရှားသောအရက်မှာအဲ့ဒီဖျားနဲ့ပဲအမြဲတမ်းအချိတ်ဆက်လုပ်ပြီးတော့မှသင်ပြောကြည့်ပါအဲ့ဒီလူတွေမနေနိုင်ဘူးအဲ့ဒီလူတွေနေလို့မရဘူးလာချပြီးတော့မှတော်တွေကလာခေါ်ပြီးတော့မှဗိတ်သိက်ပေးရတာဖြစ်တယ်ဟာလေလုယာအဲ့ဒါလေးနဲ့ကျွန်တော်ခွာပြီးရင်သူ့ရဲ့ကိုးကွယ်နေတဲ့အရာသူ့ရဲ့အမြဲတမ်းချီးမွမ်းနေတဲ့အရာကရှောလူမှာရှိနေတဲ့နတ်ဆိုးဒါဝိကိုးကွယ်နေတဲ့သူစောင်းတီးတဲ့အခါမှာအဲ့ဒီနတ်ဆိုးထွက်သွားရတယ်ဟာလေလုယာဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ worship တွေကိုးကွယ်လိုက်တိုင်းမှာဒီအခန်းထဲမှာဘယ်မကောင်းတဲ့အရာကမှနေရလို့အားလုံးမကောင်းတဲ့အရာတွေအားလုံးထွက်ပြေးရတာဖြစ်တယ်အဲ့ဒီကိုးကွယ်နေခြင်းစတင်ပြီးတော့မှ keyboard တီးနေခြင်းဂီတာတီးနေခြင်းမှာပင်လျင်အားလုံးထွက်ပြေးရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့နှုတ်ကနေပြီးတော့မှဟာလေလုယာလို့အော်လိုက်တာနဲ့အဲ့ဒီမကောင်းတဲ့အရာတွေအားလုံးလွင့်ပြေသွားရမှာဖြစ်တယ်အဲ့ဒါကဘယ်ထဲမှာပဲရှိလဲဆိုတော့ကိုးကွယ်နေတဲ့ဖခင်နဲ့မထင်ရှားသောအရက်မှာနှစ်ဖူးတွေဒူးတွေအချိန်ယူနေတဲ့အရာကိုဘုရားမြင်တယ်အဲ့ဒီအရာကိုဘုရားကကျွန်တော်တို့ကိုထင်ရှားစွာအကျိုးကိုပေးပြီးဆွဲထုတ်မှာဖြစ်တယ်ဟာလေလုယာအဲ့မှာနောက်ဆုံးသူတို့ရဲ့တကယ်တော်ပါတယ်တက်ပါတယ်ဆိုတဲ့သူတို့ရဲ့အကိုတွေ၃ယောက်အဲ့ဒီရှောလူရဲ့တက်ထဲမှာရှိပေမဲ့တကယ်ဂေါလိယကစိန်လာခေါ်တဲ့အခါမှာသူတို့အဲ့ဒီဖိလိတ္တိလူတွေရဲ့ကျိန်ဝါခြင်းနဲ့သူတို့ရဲ့ကျိန်ဆဲခြင်းကိုဣသရေလလူမျိုးတွေခံနေရပေမဲ့တကယ်ကိုလူတွေရဲ့အမြင်မှာဘယင်တွေရှင်ဘယင်တွေမူးမတ်တွေလို့ထင်ရပါတဲ့သူတွေတယောက်မှထွက်မလာရဘူးအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်โอเคเนาะဒီຢာတွေကတော့ကျွန်တော်တို့ကိုသူ့ရဲ့အကိုတွေကဒီဟော်ထဲမှာနေနေဒါပေမဲ့ဒါဝိဒ်ကိုသွားပြီးတော့မှဘာတွေပြီးခိုင်းလဲဆိုတော့မုတ်တွေဒီမှာပေါက်တဖာနေတဲ့ emote 30လုံးကိုအဲ့ဒါက19ရဲ့အငယ်19ကနေကျွန်တော်စဖတ်ရအောင်ထိုကယေရှဲသည်မိမိသားဒါဝိဒ်ကိုခေါ်၍တင်းအကိုတို့ဖို့ဤပေါက်တဖာနှင့်ဤမုတ်10လုံးတို့ကိုယူ၍အကိုတို့ရှိရာတက်တော်သို့ပြေးသွားလော့ဤဒိန်ခဲ10လုံးကိုလည်းယူ၍သူတို့တက်မှုအားဆက်လော့တင်းအကိုတို့လက်သည်ကျမ်းမာခြင်းရှိသည်မရှိသည်ကိုကြီးစုပြီးမှသူတို့ထံမှတက်တဲ့တစုံတစ်ခုကိုခံယူလော့ဟုမှားလိုက်လေထိုကာလ၌ချောလူမှစ၍ဒါဝိဒ်ရဲ့ကိုရိုနဲ့ဣသရေလလူအပေါင်းတို့သည်အေလိယကျိုင်းမှာဖိလိတ္တိလူတို့ကိုစစ်တိုက်လျက်ရှိတယ်အဲ့ဒီမှာဒါဝိဒ်ကသူ့ရဲ့သိုးတွေ20ကိုရောက်သွားခါမှာသူ့ရဲ့သိုးတွေကိုသိုးထိန်လက်မှာအပ်တယ်အဖရဲ့စကားကိုအဲ့ဒီကိုးကွယ်နေတဲ့သူတွေအထဲမှာဘာကိုထူးခြားတာဘာကိုမြင်ရလဲဆိုတော့ complain မရှိဘူးနာခံခြင်းရှိတယ်ဒါဝိဒ်ကသူ့အဖေရဲ့စကားကိုလုံးဝ complain မတတ်ဘူးသူ့ရဲ့သိုးတွေအကုန်လုံးကိုသိုးထိန်လက်မှာအပ်ပြီးတော့မှသူသွားတယ်ဣသရေလတက်သူသွားတယ်သွားတဲ့ခါမှာအဲ့မှာအဲ့ဒီဂေါလိယကနေပြီးတော့မှကျိန်ဆဲနေတဲ့အရာကြွေးကြော်နေတဲ့အရာကိုသူကြားတဲ့ခါမှာသူအဲ့ဒီဣသရေလတက်ထဲအားလူတွေကိုသူလိုက်မိတယ်ဒါဘလို့ဖြစ်တာလဲဒီလူကိုတက်ရင်ဘလို့ဘာရမှလဲသူလိုက်မိတဲ့ခါမှာအမှပြန်ပြောတယ်26ကိုရခါမှာဒါဝိဒ်ကလည်းဖိလိတ္တိလူကိုတက်၍ဣသရေလအမျိုးခံရသောအချက်ခွဲခြင်းကိုပယ်ရှင်းသောသူသည်အဘယ်အကျိုးကိုရလိမ့်မည်နည်းအသက်ရှင်တော်မူသောဘုရားသခင်၏ဘိုးခြေတို့ကိုကျင်းပရမည်အကြောင်းအရေပြားလီးခြင်းကိုမခံသောထိုဖိလိတ္တိလူသည်အဘယ်သူသောသူဖြစ်သည်နည်းဟုမိမိအနားမှာရှိသောသူတို့ဟာမေးမြန်းတယ်အဲ့ဒီအရာအဲ့ဒီတက်တီနဲ့ဘာလို့ဒီကျွန်တော်ပြောမယ်ဒီမယုံကြည်သူတွေဖျားကိုမသိတဲ့လူတွေကလာကျိန်းဝါနေတာငါတို့ဖျားကိုသိတဲ့လူဖျားသားသမီးတွေကဘာလို့ကြောက်နေရမှာလဲဘာလို့ကြောက်နေရမှာလဲဘာလို့ဒီဟာကိုမပြောရမှာအဲ့ဒီအရာကဘယ်ထဲမှာပဲရှိတော့ကိုးကွယ်နေတဲ့သူဖျားနဲ့အမြဲတမ်းအဲ့ဒီမထင်ရှားသောအရက်မှာရှိနေတဲ့သူတယောက်ကပဲအဲ့ဒီစကားကိုပြောရတာဖြစ်တယ်အဲ့ဒီရဲရင်ချင်းဖျားနဲ့ပတ်သက်လာရင်တကယ်ရဲရင်ချင်းတောက်လောင်ချင်းဖျားရဲ့စကားကိုပြက်ရဲချင်းဟာဖျားနဲ့ကျွန်တော်တို့information တွေနဲ့မရဘူးအဲ့ဒီဖျားနဲ့အမြဲတမ်းအချိတ်အဆက်ရှိနေတဲ့ဒါဝိဒ်ကြီးမှာပဲရှိတာဖြစ်တယ်အာမင်ဒါကြောင့်ဒါဝိဒ်ကကျွန်တော်အတူရှုံးမယ်ဆိုရင်အားလုံးကလည်းဒီအကြောင်းအရာကိုသိနေပြီသားเนาะကျွန်တော်တော့သိရတယ်အကုန်နောက်ကျနေဆိုဒါဝိဒ်ကအဲ့ဒါနဲ့ပဲဒါပေမဲ့အဲ့ဒီအချိန်မှာ
သူ့ရဲ့အကိုအေးလျာဘာကဘာပြောလဲဆိုတော့သူ့ကိုအပြစ်ပြောတယ်မင်းမလုံနိုင်ဘူးအဲ့မှာသူ့ကိုပြောတဲ့စကားဆိုရင်နော်28ကိုရောက်ကမှထိုသူတို့နဲ့ဒါဝိဒ်ပြောသည်ကိုအကိုအေးလျာဘာကြားလျင်နဲ့ဒါဝိဒ်ကိုအမျက်ထုတ်၍တင်းသည်အဘဲကြောင့်ဤရက်သို့လာသည်ထိုနဲသောတိုးတို့ကိုတောဒီအဘဲသူနဲ့အပ်ခဲ့သည်တင့်မာနာကြည်ခြင်းတင့်စိတ်နှလုံးစိုးညစ်ခြင်းကိုငါသိတယ်စစ်ပွဲကိုကြီးရှုခြင်းငါသာလာပြီးဆို၏ဒါဝိဒ်ကလည်းအကျွန်ုပ်ဒီအဘဲအမှုကိုပြုမိသည်ယခုပြောသောအကြောင်းမရှိလောဟုဆိုသောနောက်အခြားသောသူတို့ထံသို့လှည့်၍ယမန်ကဲ့သို့မေးမြန်းလျင်သူတို့သည်ရှေးအတူပြန်ပြောကြတယ်သူ့ရဲ့စကားကိုအဲ့ဒီဘုရားနဲ့ကိုးကွယ်နေတဲ့သူရဲ့နှုတ်ထဲကနေထွက်လာတဲ့စကားကိုသူ့ရဲ့အကိုတွေမယုံနိုင်ဘူးသူ့ရဲ့အကိုတွေသူ့ရဲ့မိသားစုအရင်ဖြစ်တဲ့သူ့ရဲ့အကိုကအစသူ့ကိုမကောင်းတာပဲပြောတယ်သူ့ကိုအသုံးမကျတဲ့အရာတွေပဲပြောတယ်အဲ့ဒီအချိန်မှာဒါဝိဒ်ကလုံးဝနားမထောင်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဘုရားရဲ့ revelation ဘုရားနဲ့သွားလာနေတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့အတိုင်းဝိုင်းတွေကလက်ခံခြင်းမှလက်ခံနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ကဘုရားစကားပေါ်မှာပြက်ပြက်ရရဲသောသူတွေဖြစ်ရမယ်ဟာလေလုယာဒါကြောင့်အဲ့ဒီအချိန်မှာဒါဝိဒ်ကသူ့အကိုရဲ့စကားကိုလုံးဝနားမထောင်လှည့်ပြီးတော့မှနောက်ထပ်လူတွေကိုသွားမေးတယ်ဆက်မေးတယ်အဲ့ဒီအချိန်မှာသူတို့ကဘယ်သူချောလူကြီးကိုရောက်သွားတယ်ချောလူကဘာလို့ပြောလဲဆိုတော့မင်းချောလူကလည်းဘာပြောလဲမဖြစ်နိုင်ဘူးဆိုတာပြောတယ်ဒါကြောင့်ကိုးကွယ်ခြင်းနဲ့မှမရှိရလူဘုရားနဲ့အချိတ်ဆက်မရှိတဲ့သူတွေအကုန်လုံးဟာ negative စကားပဲပြောတယ်ဖြစ်နိုင်တယ်ဆိုတာမပြောဘူးမဖြစ်နိုင်ဘူးဆိုတာကြီးပဲပြောတယ်ချောလူကြီးရောက်သွားတယ်ချောလူကမင်းမဖြစ်နိုင်ဘူးမင်းကအသက်ငယ်တဲ့သူဖြစ်တယ်အဲ့မှာဆိုရင်ချောလူကလည်းတင်းဒီ33မှာချောလူကတင်းဒီထိုပိလိတိလူကိုတွားရင်မတိုက်နိုင်တင်းဒီနုပြိုသောသူဖြစ်ထိုသူဒီပြိုသောအရွယ်မှာစရစွတ်သူရဲဖြစ်ခဲ့ပြီဟုဒါဝိဒ်ကိုဆိုရတဲ့အဲ့ဒီအချိန်မှာချောလူကလည်းမင်းမဖြစ်နိုင်ဘူးအဲ့ကောင်ကငငယ်လေးတဲကအဲ့ဒီစစ်ပညာတွေကိုသင်ပြီးတော့မှကြီးလာတယ်သူမင်းဒါဝိဒ်ကကျတော့မင်းတိုးချောင်းနေတာမင်းဘာမှမတတ်နိုင်ဘူးဒါပေမဲ့သူတို့မသိတာကမထင်ရှားသောအရက်မှာဒါဝိဒ်ဖျားနဲ့ဘလို့အချိတ်ဆက်ရှိနေလဲဆိုတော့သူတို့မသိဘူးမြင်တာပဲလူတွေကမြင်တဲ့ຢာကိုပဲကြည့်ပြီးတော့မှအထင်ကြီးတယ်လေးစားတယ်ဒါပေမဲ့မထင်ရှားသောအရက်မှာအဲ့ဒီမထင်ရှားသောဖျားနဲ့အမြဲတမ်းအချိတ်ဆက်လုပ်ပြီးကိုးကွယ်နေတာကိုချောလို့မသိဘူးဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာသူတို့လိုလောကသားတွေထင်တယ်လို့လောကသားတွေလှုပ်တယ်လို့လောကသားတွေမြင်တယ်လို့ကျွန်တော်တို့မှာဘာမှကြီးကြီးမားမားအရေးအချင်းတွေဘာမှမပြည့်စုံရင်နေတင်လုံနိုင်တာကတော့အဲ့ဒီမထင်ရှားသောအရက်မှာအဲ့ဒီဖျားနဲ့ကိုးကွယ်နေခြင်းဟာသူတို့တွေလောကသားတွေတော့မလုံနိုင်တဲ့အချိန်လောကသားတွေမှာအဖြစ်မရှိနိုင်တဲ့အချိန်မှာတင်းရဲ့အသက်တာတွေကနေအဲ့လောကသားတွေတော့အဖြစ်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီလောကကြီးကဘုရားသားတွေရဲ့ပေါ်ထိုးကြီးကိုမျှော်လင့်တောင်းတနေရတဲ့အဲ့ဒီအရာတွေကဘာလို့လဲဆိုတော့ဘုရားသားဆိုတာကလောကသားတွေမလုံနိုင်တဲ့အချိန်လောကသားတွေမှာအဖြစ်မရှိတဲ့အချိန်မှာဘုရားသားမှာပဲအဖြစ်ရှိတယ်အဲ့ဒီမထင်ရှားသောအရက်မှာဘုရားနဲ့အမြဲတမ်းချိတ်ဆက်နေတဲ့ဒါဝိဒ်စီမှာပဲအဲ့ဒီဂေါလိယတ်ကိုနိုင်တဲ့အဖြစ်ရှိတယ်ဟာလေလုယာသူ့မှာကြီးကြီးနဲ့မမဘာလက်နဲ့မှယူမသွားဘူးရှောလူကသူ့ကိုထည့်ပေးတယ်ငါရဲ့စစ်ဝတ်တစားကြီးဝတ်သွားဓာတ်ရည်ထည့်သွားသူဘာမှမယူပါဘူးအငယ်40ကိုရောက်သွားတဲ့ခါမှာတဖန်မိမိတောင်ဝေးကိုကင်လျက်ရှောသောကြောက်ငါးလုံးကိုကြောင်ချောင်းထဲကယူရည်တိုးထိန်တစားတီးဟူသောလွယ်အိတ်၌ထည့်ပြီးမှလောက်လွဲကိုလည်းကင်ရဖိလက်တိလူရှိရသို့ရှင်းလေတယ်ဒါဝိဒ်သူတို့ထင်ထားသလိုစစ်ဝတ်တစားတွေဓာတ်တွေဘာတစ်ခုမှယူမသွားဘူးသူဖျားနဲ့အမြဲတမ်းသွားလာပြီးတော့မှသူ့ရဲ့တိုးချောင်းသားလွယ်အိတ်လေးနဲ့လောက်လေးနဲ့ကဲလုံးငါးလုံးပဲယူသွားတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာသူဒါဝိဒ်ကိုကြည့်မယ်ဆိုရင်တော့လူအမြင်နဲ့ဘာမှမရှိပါဘူးဂေါလိယတ်ကြောက်လောက်တဲ့အယေရှင်းသူမှာဘာမြင်ရတဲ့အရာကိုပြောတာဘာမှမရှိဘူးဒါပေမဲ့45ကိုရောက်သွားတဲ့ခါမှာဒါဝိဒ်ကလည်းဒါလှန်ကိဒုံဘာလျာငါထံသို့လာ၏ငါသည်တင်ကျိန်းပသောဣသရေလဘိုးချေတို့၏ဖျားသခင်ကောင်းကင်ဘိုးချေရှင်ထာဝရဘုရားနာမတော်ဘာလျာတင်တို့ရှိရသို့လာတယ်ဒါဝိဒ်ကဘာပြောလဲငါမှဘာမှမရှိဘူးငါမှဘာမှပါမလားဒါပေမဲ့မင်းရှိကိုလာတာကကောင်းကင်ဘိုးရှေအရှင်ထာဝရဘုရားရဲ့နာမပါလျက်မင်းတို့ရှိကိုလာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဘုရားသားသမီးအရောက်စီတိုင်းမှာကျွန်တော်တို့မှာဘာမှမရှိပေမဲ့ကျွန်တော်တို့မြင်ရတဲ့လူတွေမြင်ရတဲ့အရေးရှင်းတွေဘာမှမမြင်ရသေးနေတင့်မှာအဲ့ဒီထာဝရဘုရားရဲ့နာမပါရင်သင်မနိုင်တဲ့အရာဘာမှမရှိဘူးဟာလေလုယာသင်မနိုင်တဲ့သင်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအားလုံးကိုအဲ့ဒီနာမအဖြစ်ကျွန်တော်တို့ကြော်သွားလို့ရတာဖြစ်တယ်ဟာလေလုယာအဲ့ဒီနာမကိုကင်ဆွဲရဲတာကဘယ်သူတွေပဲကင်ဆွဲရတယ်အဲ့ဒီနာမကိုတကယ်အရေးကြုံလာတဲ့အချိန်တကယ်အခက်ခဲကြုံလာတဲ့အချိန်မှာကင်ဆွဲပြီးတော့မှရဲရင်ဆိုင်ရဲတာကမထင်ရှားသောအရက်မှာ
အဲ့ဒီဖျားနဲ့ကိုးကွယ်နေတဲ့သူတွေပဲအဲ့ဒီအချိန်မှာကင်ဆွဲရတာဖြစ်တယ်ဟာလေလုယာသူတို့လည်းဖျားကိုတီးတဲ့သူတွေပဲဒါပေမဲ့ဘာလို့အဲ့ဒီဣသရေလလူမျိုးတွေအရေးကြုံလာတဲ့အခါမှာဂေါလိယက်ကိုကြောက်တာလဲသူတို့မှာအဲ့ဒီ relationship မရှိလို့သူတို့ဣသရေလတစ်မျိုးလုံးတစ်လုံးမှာအဲ့ဒီ relationship မရှိတဲ့အခါမှာဖျားနဲ့အမြဲတမ်းမထင်ရှားသောအရက်မှာကိုးကွယ်နေတဲ့ဒါဝိဒ်စီမှာပဲအဲ့ဒီအဖြစ်ရှိသွားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဘာမှခက်ခဲရင်တင်လှုပ်ဖို့စ조사ဖို့မစင်စားနဲ့အရင်ဆုံးတင်ကြည့်တဲ့အရာရှိတဲ့နေရာမှာဘယ်အရာကိုမှတင်ခေါင်းထဲမှာမထည့်ဘဲနဲ့ကျွန်တော်တို့ဖျားနဲ့နေ့ရက်စဉ်တိုင်းမှာအချိတ်ဆက်မိပြီးတော့မှအဲ့ဒီမထင်ရှားသောအရက်မှာပဲတင်ဖျားနဲ့စတဲ့အချိန်ယူကြည့်ပါကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအရာကိုစပြီးတော့မှလုံနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီမထင်ရှားသောအရက်မှာကျွန်တော်တို့ဘယ်လိုရှိနေလဲဆိုတာကတင်နဲ့ကျွန်တော်ကိုဖျားကလူတွေအော်ရောက်လာတဲ့အထိလူတွေတော့ဘလုံးမှစဉ်းစားမထားဘူးတဲ့အရာအထိကိုကျွန်တော်တို့ကိုဖခင်ကကြီးမားစွာချီးမြှောက်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒီတောချက်ကတော့တခုပဲမထင်ရှားသောအရာမှာရှိတဲ့ဖခင်နဲ့မထင်ရှားသောသွားရှိတဲ့နေရာမှာကျွန်တော်တို့ကကိုးကွယ်နေဖို့ပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာကျွန်တော်ဘာမှခက်ခဲရင်ကြီးဖခင်မလုပ်ခိုင်းဘူးကျွန်တော်အဲ့ဒါလေးတခုပဲဖခင်လုပ်ခိုင်းတာဖြစ်တယ်ဒါဝိဒ်ရဲ့အသက်တာကိုကြည့်သူ့မှာလုံနေတဲ့အရာဘာတစ်ခုမှကြီးမားမားသူလုံနေတာမဟုတ်ဘူးတိုးချောင်းနေတာဒါပေမဲ့သူနဲ့ချိတ်ဆက်ပြီးတော့သူထပ်လုံနေတဲ့အရာကတော့တကယ်ကိုဘယ်သူမှမရှိတဲ့အဲ့ဒီဖျားနဲ့ချိတ်ဆက်နေခြင်းပဲအဲ့ဒီအရာကဂေါလိယက်ကိုနိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းပဲဟာလေလုယာသူ့ကိုဘယင်ဖြစ်စေတဲ့အဓိကအကြောင်းရင်းကအဲ့ဒါပဲတောကြောင့်တာဘဝကနေဘယင်အထိဖြစ်စေတဲ့အဓိကတောချက်ကိုဒါဝိဒ်ရဲ့အကြောင်းကိုပြန်ကြည့်လိုက်အဲ့ဒီအရာတစ်ခုပဲရှိတယ်ဖျားနဲ့အမြဲတမ်းအချိတ်ဆက်လုပ်ပြီးတော့မှဖျားနဲ့ယူတုတ်ပြီးဖျားနဲ့အမြဲတမ်းကိုးကွယ်နေတဲ့အရာတစ်ခုပဲရှိတယ်ဒါဝိဒ်မှာအဲ့ဒီအရာတစ်ခုကလူတွေခြံထားခဲ့လို့မရဘူးလူတွေပြစ်ပယ်ထားလို့မရဘူးဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာတင့်ကိုဘယ်သူတွေကပြစ်ပယ်ထားလို့ဘယ်သူတွေကမခေါ်လို့ဘယ်သူတွေကအဖက်မလုပ်လို့အဲ့ဒီလူတွေအထင်ကြီးအောင်လူတွေလေးစားအောင်လူတွေချင်းမှာမျက်နှာသာရအောင်လူတွေကျွန်တော်တို့ကိုလက်ခံလာအောင်လုပ်နေခြင်းထက်တင်တဲ့ဖခင်နဲ့အဲ့ဒီလူတွေမမြင်တဲ့အရက်မှာကိုးကွယ်နေဖို့ကအရေးကြီးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီလူတွေမမြင်တဲ့အရက်မှာဘလို့ရှိနေလဲဆိုတာကအရေးကြီးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်လှုပ်ရိုးလှုပ်စင်နေအဲ့ဒီအရာတွေကိုကျွန်တော်ဒီနေ့ကနေစပြီးတော့ဘေးဖယ်ပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီမထင်ရှားတဲ့အရာတင်းရဲ့နှလုံးသားကိုကျွန်တော်စစ်ဆေးပြီးတော့မှအဲ့ဒီဖခင်နဲ့နေ့ရက်စင်တာမှာကျွန်တော်ကိုးကွယ်ဖို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်ဒီဒါဝိဒ်ရဲ့အသက်တာမှာဆိုလဲသူ့ရဲ့လုံနေတဲ့အရာတစ်ခုကဒီအရာလေးတစ်ခုပဲဒါပေမဲ့တော့ချင်းပင်အရာတိသူတော်မှစဉ်းစားတာမှမဟုတ်ဘူးဒါဝိဒ်တော်မှာရှင်ပြင်းငါချင်းပြင်းဖြစ်ဖို့သူကိုးကွယ်နေတာလည်းမဟုတ်ဘူးသူကအဲ့ဒီကိုးကွယ်နေခြင်းကပျော်မွေ့တာကျွန်တော်စာလံအခန်းကြီး29အငယ်4ကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုတော့အဲ့ဒါသိလိမ့်မယ်ကျွန်တော်တို့ဒါဝိဒ်ကသူဘယ်ဟာမှမလုပ်ဘူးစာလံအခန်းကြီး29အငယ်4ကိုကျွန်တော်တို့ဒါဝိဒ်ကသူပြင်ဆင်နေတာသူဖျားနဲ့အချိန်ယူနေတာသူအမြဲတမ်းကိုးကွယ်နေတာဟာဘယ်အရာတော့မှသူလှုပ်ဆောင်နေရမှာမဟုတ်သူကထာဝရဘုရားတင့်တယ်ခြင်းအတ္တတွေကိုဖူးမြင်ရဲ့ဗိမာန်တော်၌မှွေလျော်ခြင်းအလုံးကထာဝရဘုရား၏အိမ်တော်မှာတစ်သလုံးနေရမည်အကြောင်းတည်းဟူသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာရအောင်မည်ဒါဝိဒ်ကနန်းတော်မှာနေဖို့စီးစိမ်ခံစားဖို့ तू လှုပ်ဆောင်နေတာမဟုတ်ဘူးဖခင်ရဲ့မျက်မှောက်တော်ထဲမှာပဲ तू မွေ့လျော်ဖို့အမြဲတမ်းစဉ်းစားနေတာဖခင်ရဲ့မျက်မှောက်တော်ထဲမှာပဲ तू အမြဲတမ်းစာငတ်ပြီးတော့မှ तू ကသွားလာနေတာအဲ့ဒီ तू လိုအပ်တဲ့အရာ तू ဆူတောင်းတဲ့အရာကဘာလဲထာဝရဘုရားရဲ့ဗိမာန်တော်၌မွေ့လျော်ခြင်းလုံးကထာဝရဘုရား၏အိမ်တော်မှာတစ်သလုံးနေရမည်အကြောင်းအဲ့ဒါကဘာပြောလဲဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲငါအမြဲတမ်းနေဖို့အဲ့ဒီဘုရားရဲ့မျက်မှောက်တော်ထဲမှာအမြဲတမ်းမွေ့လျော်ခြင်းကိုပဲ तू စာငတ်တာအဲ့ဒီဘုရားရဲ့မျက်မှောက်တော်ထဲမှာရှိနေခြင်းဘုရားနဲ့အချိတ်ဆက်လုပ်နေခြင်းဘုရားနဲ့စကားပြောနေခြင်းဘုရားနဲ့ကိုးကွယ်နေခြင်းကိုပဲ तू ကစာငတ်ပြီးတော့မှအဲ့ဒီအရာကိုပဲ तू ချဖို့နေတာသူဘယ်မှာခြာနေရမဟုတ်ဘူးလောကစည်းတဲ့နေကို तू ခြာနေရမဟုတ်ဘူးဘယင်ဖြစ်ဖို့ तू လှုပ်ဆောင်နေရဘာတခုမှမဟုတ်ဘူးဒါပေမဲ့အဲ့ဒီနိုင်ငံတော်နဲ့ဖြောင်းမှတ်ခြင်းဆိုတဲ့အဲ့ဒီကိုးကွယ်ခြင်းဘုရားရဲ့မျက်မှောက်တော်ထဲမှာမွေ့လျော်ခြင်းကိုဒါဝိဒ်အရင်ရှာတဲ့အခါမှာနောက်မှထိုးရဆိုတဲ့ဘယင်ရာကိုဘုရားကချီးမြှောက်လိုက်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီဘယင်ရာကြီးကို तू မလိုချင်လဲ तू ရတာဖြစ်တယ် तू မလိုချင်တော့မှဘုရားကအဲ့ဒီနေရာကိုရအောင်ချီးမြှောက်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီအရာကလှိုးဝှက်ချက်အရာတစ်ခုကတော့ဒါပဲဖြစ်တယ် तू အမြဲတမ်းဖခင်ရဲ့မျက်နာတော်ကိုဖူးမွေးရဖို့ဖခင်ရဲ့အတန်တော်ကိုကြားရဖို့ဖခင်ရဲ့စကားပြောခြင်းကို तू အမြဲတမ်းစာငတ်တောင်းတပြီးတော့မှအမြဲတမ်းကိုးကွယ်နေတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ဘယ်အရာတွေဟိုအရာတွေအရာအားလုံးထက်ကျွန်တော်တို့အဲ့ဒီဖခင်ရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့စာငတ်ပြီးတော့မှအဲ့ဒီမထင်ရှားသောအရာမှာကျွန်တော်တို့ရဲ့မိသားစုတွေအတွက်လားကျွန်တော်တို့ရဲ့အိမ်တောင်မိသားစုတွေအတွက်လားကျွန်တော်တို့ရဲ့အရာခတ်သိမ်းအတွက်
အဲ့ဒီမထင်ရှားသောအရက်မှာတင်စဝင်ရင်တော့တင်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ထင်ရှားတဲ့ဘုရားကောင်းကြီးတွေကစတင်ပြီးတော့မျက်ဝါးထင်ထင်မြင်တွေ့လာရမှာဖြစ်တယ်။အာမင်ဒါကျွန်တော်ကြောင့်ဒါလေးနဲ့ပဲကျွန်တော်အရောက်စီတိုင်းကိုခွန်အားပေးခြင်းနဲ့ကျွန်တော်တို့အများကြီးမရရင်ဒီကျွန်တော်တို့ဒီနေ့မှာဒီအရာလေးတစ်ခုပဲကျွန်တော်ယူသွားကျွန်တော်နောက်အပတ်မှာပြန်လဲပြီးတော့မှတက်တည်နဲ့ကျွန်တော်မြင်တွေ့ရမှာဆိုတော့ကျွန်တော်ယုံကြည်တယ်ဟာလေလုယာအဲ့တော့သင်စတင်ပြီးတော့မှအဲ့ဒီမချင်ချားတဲ့လူတွေမရှိတဲ့အခန်းလေးကိုတကားပိတ်ပြီးတော့သင်ဖျားနဲ့စတင်ပြီးတော့မှတိုးဝင်ကြည့်အဲ့ဒီဖျားနဲ့စကားပြောကြည့်အဲ့ဒီသင်ရဲ့ဖြစ်ရှင်နေတဲ့အရာတွေသင်လိုချင်နေတဲ့အရာတွေသင်မကျင်တတ်တဲ့အရာတွေအကုန်လုံးအဲ့ဒီဖျားနဲ့ပဲရင်ဖွင့်အဲ့ဒီဖျားကိုပဲပြောကြည့်ကျွန်တော်ရဲ့အသက်တာထဲမှာထင်ရှားသောအကျိုးကိုကျွန်တော်မြင်တွေ့လာရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ထင်ရှားတဲ့အကျိုးကိုရဖို့ရန်အတွက်ထင်ရှားဖို့ထင်ရှားကျွန်တော်တို့လုပ်နေကြမလို့မထင်ရှားတဲ့အရက်မှာဖျားနဲ့ကိုးကွယ်နေဖို့ပဲလိုအပ်တာဖြစ်တယ်အဲ့ဒါဆိုရင်တော့ဒါဝိဒ်လိုမျိုးကျွန်တော်တို့ရဲ့အသက်တာဟာဘယ်သူမှဆွဲချလို့မရဘူးဘယ်အရာကမှကျွန်တော်တို့ကိုနောက်ဆုံးမှထားလို့မရဘူးအခြေဆုံးကိုအားလုံးကဆွဲတင်ရတာဖြစ်တယ်တင်မပိုင်အဲ့ဒီပွဲမပြီးဘူးတင်မပိုင်အဲ့ဒီပွဲစားလို့မရဘူးအဲ့ဒါကဘယ်ထဲမှာပဲရှိတယ်ဆိုတော့ကိုးကွယ်ခြင်းထဲမှာဖခင်ရဲ့လူတွေမရှိတဲ့ဖခင်နဲ့ဟိုနှစ်ဖူးတဲ့ဒူးတဲ့လူတွေဘယ်သူမှမရှိတဲ့နေရာမှာကိုးကွယ်နေခြင်းကပဲအဲ့ဒီအရာကိုကျွန်တော်တို့ခေါ်ဆောင်နိုင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါလေးနဲ့ကျွန်တော်ဒီနေ့မှာခွန်အားပေးခြင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရှင်မသက်ခရစ်ဝင်အခန်းကြီးရှင်မာကုအခန်းကြီး7အငယ်41ကနေ44ထိကျွန်တော်ဖတ်ပြီးတော့မှကျွန်တော်နှုတ်ကပတ်တော်အရန်တူတော့အားလုံးစိတ်မကောင်းဖြစ်မှလည်းကျွန်တော်အရန်စိုးရိမ်ရတယ်ထို့နောက်ယေရှုသည်ဗန္နာတိုက်ရှေ့မှာထိုင်တော်မူစဉ်တွင်လူများတို့သည်ကျင်းငွေကိုဗန္နာတိုက်ထဲသို့သွန်ချသည်ကိုကြည့်ရှုတော်မူ၏ငွေရတတ်သောသူအများတို့သည်များစွာသွန်ချကြ၏ဆင်းရဲသောမုတ်ဆိုးမှတယောက်သည်လာ၍တပည့်လောက်တန်သောကျင်းဤဒင်းကားနှစ်ပြားကိုသွန်ချ၏ကိုယ်သည်တပည့်တော်တို့ကိုခေါ်၍ငါအမှန်ကန်ဆိုသည်ကဗန္နာတိုက်ထဲသို့သွန်ချသောသူအပေါင်းတို့ထက်ထိုဆင်းရဲသောမုတ်ဆိုးမှသည်တာ၍သွန်ချခဲ့ပြီအကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်စည်းစိမ်တွေကနှုတ်၍သွန်ချတတ်မမူကားအလိုဆင်းရဲလျက်ပင်မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုသွန်ချလေပြီဟုမိန့်တော်မူ၏ဟာလေလုယာဒီအရာကိုကြည့်မယ်ဆိုရင်တခြားသူတွေကအဲ့ဒီထဲကိုကြားတဲ့အခါမှာအတန်တွေအများကြီးထွက်တယ်သူတို့သွန်ချနေတဲ့အရာတွေကဟိုတကယ်သူတို့မှာရှိတဲ့ကျွယ်ဝတဲ့သူတွေကအများကြီးသွန်ချတယ်ဒါပေမဲ့အဲ့ဒီဆင်းရဲသားမုတ်ဆိုးမကတော့သူ့မှာရှိတဲ့အရာအကုန်လုံးကိုသွန်ချခဲ့တာဒါပေမဲ့အတန်မထွက်ဘူးဘာလို့လဲဆိုတော့အဲ့ဒီဒင်းကားနှစ်ပြားကဘာသာမှမထွက်ဘူးဘာသာမှမထွက်ဘူးကျွန်တော်ရဲ့အသက်တာထဲမှာတင်နှလုံးသားနဲ့ဖရားအတွက်ဘလောက်တုံချလဲဆိုတဲ့အရာဖရားဟတ်ထိတဲ့ဖရားတောင်မှတပည့်တော်တွေကိုခေါ်ပြီးတော့မှညင်ရတဲ့ဖရားရဲ့နှလုံးသားကိုတုံလှုပ်စေတာကလူတွေအသက်လူအဲ့လိုညင်ရတဲ့အတန်ကြားရတဲ့အရာမဟုတ်ဘူးဘယ်သူမှမသိတဲ့တင်းရဲ့နှလုံးသားတွေကနေတုံချတဲ့အရာကိုပဲဖရားမျှော်လင့်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီမထင်ရှားတဲ့အရာကျမ်းစာထဲမှာဖတ်ကြည့်လဲဆိုမထင်မရှားသောအရာတွေကပဲဖရားရှင်းမြောက်တာကျွန်တော်ထင်ရှားရှားလှုပ်နေတဲ့အရာတွေပေါ်မှာဖရားမချီးမြှောက်ဘူးဖရားရဲ့ကောင်းကြီးကဘယ်ကပဲလာဆိုမထင်ရှားတဲ့အရာမှာပဲရှိတာဖြစ်တယ်အဲ့ဒီမထင်ရှားသောအရာဆိုတာဘာလဲကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့နှလုံးသားတွေကနေဖရားတက်ဘလို့နှလုံးသားနဲ့ကျွန်တော်ဒီနေ့လာတယ်ဆိုလဲဘလို့နှလုံးသားနဲ့လာတာလဲလုံမယ်ဆိုတော့ကျွန်တော်ဘာနှလုံးသားနဲ့လှုပ်တာလဲအဲ့ဒီနှလုံးသားထဲမှာတင်တဲ့လူတွေသိတဲ့အရာမဟုတ်ဘူးတင်တဲ့ဖရားနဲ့ပဲသိတဲ့အရာတင်တဲ့ဖရားနဲ့ပဲတီးတဲ့အရာကအဲ့ဒီမထင်ရှားသောအရာကိုပဲဖရားကမြင်ပြီးတော့မှကျွန်တော်တို့ကိုထင်ရှားသောကျွန်တော်တို့ရှင်းမြောက်မှာဖြစ်တယ်။အဲကြောင့်ဒီအရာကိုပြောလိုက်လို့ငါစူးစမ်းပြီးလုပ်ရမှာမဟုတ်ဒီနေ့ဖရားကတင်တဲ့ကျွန်တော်ကိုကြားစေတာကအဲ့ဒီမထင်ရှားသောအရာကိုခေါ်ဆောင်မဲ့တန်ရှင်သောဝိညာဉ်တော်ကလည်းတင်းရဲ့ဘေးမှာအမြဲတမ်းစောင့်နေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီနေ့မှာဒါဝိဒ်ကိုရှင်ဘုရင်တိုးချောင်းသားကနေရှင်ဘုရင်အထိဆွဲခေါ်ခဲ့တဲ့အဲ့ဒီမထင်ရှားသောအရာမှာဖရားနဲ့ပဲကိုးကွယ်ပြီးဖရားရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့နိုင်ဖို့ဆိုတာကကျွန်တော်တို့စူးစမ်းပြီးလုပ်ယူလို့မရအောင်တန်ရှင်းသောဝိညာဉ်တော်ကိုဖရားကပဲကျွန်တော်ရဲ့အသက်တာကိုအဲ့ဒီမျက်မှောက်တော်တွေကိုရောက်အောင်တင်းနဲ့ကျွန်တော်ဒီဖရားเจ้าကိုရောက်ဖို့လဲဝိညာဉ်တော်ပဲခေါ်ဆောင်လာခဲ့တာဖြစ်တယ်အဲ့ဒီမျက်မှောက်တော်တွေကိုရောက်ဖို့အခုကြားစီတဲ့နှုတ်ကပတ်တော်အတွက်လဲအဲ့ဒီဝိညာဉ်တော်ကပဲတာဝန်ယူပြီးတော့မှခေါ်ဆောင်ပေးတော့မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်နောက်အပတ်တွေမှာကျွန်တော်တကယ်ထူးခြားသောတတ်သိတွေနဲ့ကျွန်တော်ထင်ရှားသောအကျိုးကိုအရောက်စီတိုင်းမြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီမထင်ရှားသောဘုရားနဲ့ပဲကျွန်တော်နှလုံးသားတွေကမှဆက်လက်ရှိတ်ဆက်ပြီးတော့မှကျွန်တော်တို့အတူတူကကိုးကွယ်ကြမယ်โอเคအရောက်စီတိုင်းရန်ကျေးဇူးတင်တယ်ဘုရားရဲ့ကောင်းကြီးမင်္ဂလာအထူးရှိပါစေ
အာမင်